ယခုအကြောင်းအရာမှာအစားအစာပြင်ဆင်တင်ပေးခြင်းအစားအစာဖြန့်ဝေခြင်းစမ်းသပ်အရသာစစ်ဆေးခြင်းသိမ်းဆည်းအစားအစာနှင့်ရက်စွဲစီမံခန့်ခွဲမှုအကြောင်းဖြစ်ပါသည်အစားအစာကိုပကံထဲထည့်ခြင်းအစားအစာကိုပကံထဲသို့ထည့်ပေးခြင်းသည်အပူဖြင့်ချက်ပြုတ်ပြီးသောအစားအစာကိုအသုံးပြုသူများထံမပေးပို့မီနောက်ဆုံးလုပ်ငန်းစဉ်ဖြစ်ပါသည်ဤအဆင့်တွင်ဘက်တီးရီးယားများသို့မဟုတ်နိုင်ငံခြားအရာဝတ္ထုများအညစ်အကြေးဆံပင်စသည်ကန့်ညှိသွားပါကလုံခြုံစွာချက်ပြုတ်ထားသောအစားအစာဖြစ်တော်လဲအစားအစာအဆိပ်သင့်မှုဖြစ်ပေါ်နိုင်ပါသည်ထို့ကြောင့်အရေးအကြီးဆုံးမှာဒုတိယအဆင့်ညစ်ညမ်းမှု secondary contamination ကိုကာကွယ်ရန်ဖြစ်ပါသည်ပထမဦးစွာအစားအစာကိုပကံထဲထည့်မည့်အချိန်မတိုင်မီတန်ရှင်းမှန်ကန်သောလက်ဆေးခြင်းကိုမဖြစ်မနေလုပ်ဆောင်ပါထို့နောက်တစ်ခါသုံးလက်အိတ်မျက်နှာဖုံးနှင့်အစားအစာထည့်ရန်တီးတန့်အေပြန်အစိမ်းရောင်ကိုဝတ်ဆင်ပြီးတန်ရှင်းသောနေရာတွင်လှုပ်ဆောင်ပါအစားအစာထည့်နေစဉ်တန်ရှင်းသောကိရိယာများနှင့်လက်အိတ်များကိုအသုံးပြု၍အစားအစာကိုလက်ဖြင့်တိုက်ရိုက်မထိပါနှင့်ထို့ပြင်လက်အိတ်ညစ်ပတ်သွားပါကသို့မဟုတ်အခြားပစ္စည်းများကိုထိမိပါကဆက်လက်အသုံးမပြုဘဲလက်အိတ်အသစ်ဖြင့်ချက်ချင်းလဲလှယ်ပါပကံထဲထည့်ပြီးသောအစားအစာကိုယာယီသိမ်းဆည်းရမည်ဆိုပါကဖုံမှုန့်နိုင်ငံခြားအရာဝတ္ထုနှင့်ဘက်တီးရီးယားများမကန့်ညှိစေရန်အဖုံးသို့မဟုတ်ပလတ်စတစ်ဖလင်ရာဖြင့်မဖြစ်မနေဖုံးအုပ်ထားပါအစားအစာဖြန့်ဝေခြင်းအစားအစာဖြန့်ဝေခြင်းသည်ဘေးကင်းလုံခြုံစွာချက်ပြုတ်ထားသောအစားအစာကိုအသုံးပြုသူများထံသို့ပို့ဆောင်ပေးသည့်နောက်ဆုံးအဆင့်ဖြစ်ပါသည်ဤအဆင့်တွင်တန်ရှင်းရေးနှင့်မကောင်းပါကအစားအစာအဆိပ်သင့်မှု food poisoning ဖြစ်စေနိုင်ပါသည်ထို့ကြောင့်နောက်ဆုံးအချိန်အထိသတိမလျှော့ဘဲလှုပ်ဆောင်ကြပါစို့အစားအစာဖြန့်ဝေခြင်းမစတင်မီတွင်လည်းလက်ကိုစနစ်တကျတန်ရှင်းစွာဆေးကြောပြီးတစ်ခါသုံးလက်အိတ်နှင့်မတ်စကကိုမဖြစ်မနေဝတ်ဆင်ပါဖြန့်ဝေရာတွင်အသုံးပြုသောကိရိယာများသည်တန်ရှင်းရမည်ဖြစ်ပြီးအစားအစာကိုလက်ဖြင့်တိုက်ရိုက်မထိတွေ့ရပါထို့အပြင်ဖြန့်ဝေကားကိုအသုံးပြုတိုင်းဆေးကြောပြီးပိုးသက်ဆေးဖြင့်တန့်စင်ထားမှသာအသုံးပြုရပါသည်အပြင်ပန်းတန့်ရှင်းနေတော့လဲဆေးကြောခြင်းနှင့်ပိုးသက်ခြင်းမပြုလုပ်ပါကဘက်တီးရီးယားများကျန်ရှိနေနိုင်ပါသည်အစားအစာဖြန့်ဝေချိန်တွင်အပူချိန်စီမံခန့်ခွဲမှုသည်လည်းအလွန်အရေးကြီးပါသည်ချက်ပြုတ်ပြီးသောအစားအစာကိုချက်ပြုတ်ပြီး2 နာရီအတွင်းစားသုံးနိုင်ရန်စီမံပေးခြင်းသည်အကောင်းဆုံးဖြစ်သည်ထို့ကြောင့်အပူထိန်အိုးအေးထိန်အိုးနှင့်ဖြန့်ဝေကားကိုအသုံးပြု၍ပူသောအစားအစာကို65အထက်အေးသောအစားအစာကို10အောက်တွင်ထိန်းသိမ်းပါထို့အပြင်ဖြန့်ဝေချိန်ကိုလည်းမမေ့ဘဲမှတ်တမ်းတင်ပါယခုမကြာခဏတွေ့ရသောမကောင်းသောဥပမာများကိုကြည့်ကြပါစို့လက်မဆေးဘဲအလုပ်စတင်ခြင်း mask နှင့်လက်အိတ်ကိုမှန်ကန်စွာမဝတ်ဆင်ခြင်းညစ်ပတ်နေသောလက်အိတ်ကိုမလဲဘဲဆက်လက်အသုံးပြုခြင်းဤပြုမှုများသည်အလွန်အန္တရာယ်များပါသည်ထို့အပြင်အစားအစာကိုအဖုံးသို့မဟုတ်ပလတ်စတစ်အုပ် wrap မအုပ်ဘဲထားခြင်းဆေးကြောခြင်းနှင့်ပိုးတက်ခြင်းမပြုလုပ်ထားသောဖြန့်ဝေကားကိုအသုံးပြုခြင်းတို့ကိုလည်းရှောင်ကျဉ်ရပါမည်ထို့ပြင်ပကံတင်ပြီးသောအစားအစာသို့မဟုတ်ဖြန့်ဝေပြီးသောအစားအစာကိုအခန်းအပူချိန်တွင်အချိန်ကြာမြင့်စွာထားရှိပါကဘက်တီးရီးယားများအလွယ်တကူပွားများနိုင်သဖြင့်အထူးသတိထားရပါမည်နောက်ဆုံးအနေဖြင့်ယနေ့၏အရေးကြီးသောအချက်များဖြစ်ပါသည်မှတ်ထားရမည့်အချက်6ချက်မှာလက်ကိုတန်ရှင်းစွာဆေးကြောခြင်းလက်အိတ်နှင့်မတ်စကကိုဝတ်ဆင်ခြင်းဒုတိယအကြိမ်ညစ်ညမ်းမှု secondary contamination ကိုကာကွယ်ခြင်းအပူချိန်ကိုစီမံခန့်ခွဲခြင်းအချိန်ကိုစီမံခန့်ခွဲခြင်းမှတ်တမ်းတင်ခြင်းဤချက်6ချက်ကိုဝန်ထမ်းတဦးချင်းစီကတေချာလိုက်နာဆောင်ရွက်ပါကအသုံးပြုသူများထံသို့ဘေးကင်းလုံခြုံပြီးစိတ်ချရသောအစားအစာကိုပေးဆောင်နိုင်ပါသည်နေ့စဉ်လှုပ်ဆောင်နေသောအလုပ်ဖြစ်သောကြောင့်အခြေခံစည်းကမ်းများကိုအမြဲတမ်းတိကျစွာလိုက်နာဆောင်ရွက်ကြပါစို့မြန်မာဘာသာပြန်ပထမဦးစွာစမ်းသပ်အစားအစာစစ်ဆေးခြင်းအကြောင်းကိုရှင်းပြပါမည်စမ်းသပ်အစားအစာစစ်ဆေးခြင်းဆိုသည်မှာအသုံးပြုသူများအားအစားအစာမပေးမီတာဝန်ရှိသူကအစားအစာကိုအမှန်တကယ်စစ်ဆေးပြီးဘေးကင်းစွာပေးနိုင်ခြင်းရှိမရှိဆုံးဖြတ်သည့်လုပ်ငန်းစဉ်ဖြစ်ပါသည်စစ်ဆေးမည့်တာဝန်ခံကိုကြိုတင်သတ်မှတ်ထားရပါမည်ထို့နောက်အစားအစာမပေးမီအနည်းဆုံးဖြန့်ဝေချိန်မတိုင်မီမိနစ်30ခန့်အလိုတွင်မဖြစ်မနေစစ်ဆေးဆောင်ရွက်ပါစစ်ဆေးရမည့်အချက်များမှာအပူပေးချက်နှင့်အေးခံခြင်းကိုမှန်ကန်စွာဆောင်ရွက်ထားခြင်းရှိမရှိ
မီနူအတိုင်းချက်ပြုတ်ထားခြင်းရှိမရှိဖြစ်ပါသည်ထို့အပြင်အရသာအနက်အယောင်သွေးအစားအစာ၏ပုံသဏ္ဍာန်နှင့်အနေအထားပုံမှန်မဟုတ်သောအရသာသို့မဟုတ်အနံ့ရှိမရှိအခြားပစ္စည်းများနိုင်ငံခြားပစ္စည်းညစ်အကြေးရောနှောဝင်ရောက်နေခြင်းရှိမရှိတို့ကိုလည်းသေချာစွာစစ်ဆေးရပါမည်စစ်ဆေးပြီးနောက်မှတ်တမ်းစာအုပ်တွင်မဖြစ်မနေမှတ်တမ်းတင်ပါအကယ်၍အနည်းငယ်မျှမူမမှန်မှုကိုပင်တွေ့ရှိပါကထိုအစားအစာကိုမပေးဘဲတာဝန်ခံထံချက်ချင်းအကြောင်းကြားပြီးအကြောင်းရင်းကိုစစ်ဆေးကာသင့်လျော်စွာဆောင်ရွက်ရန်အရေးကြီးပါသည်ဆက်လက်၍သို့လောင်နမူနာအစားအစာအကြောင်းကိုရှင်းပြပါမည်ဆိုသည်မှာအကယ်၍အစာအဆိပ်သင့်မှုကဲ့သို့သောပြဿနာများဖြစ်ပွားခဲ့ပါကအကြောင်းရင်းကိုစုံစမ်းစစ်ဆေးနိုင်ရန်တည်တံ့သို့လောင်ထားသောအစားအစာဖြစ်ပါသည်အစာအဆိပ်သင့်မှုဖြစ်ပွားသည့်အခါသည်အရေးကြီးသောစစ်ဆေးရေးအထောက်အထားဖြစ်သဖြင့်သတ်မှတ်ထားသောနည်းလမ်းအတိုင်းသေချာစွာနမူနာယူ၍သိမ်းဆည်းထားရန်လိုအပ်ပါသည်အဖြစ်နမူနာယူရမည့်အရာများမှာကုန်ကြမ်းအစားအစာများချက်ပြုတ်ပြီးသောအစားအစာများနှစ်မျိုးလုံးကိုအဖြစ်မဖြစ်မနေနမူနာယူရပါသည်သိမ်းဆည်းအစားအစာကိုယူထားပြီးနောက်အခန်းအပူချိန်တွင်မထားဘဲသိမ်းဆည်းအစားအစာအတွက်တီးတန့်ရေခဲတစ်တာထဲသို့ချက်ချင်းထည့်၍နှစ်ဆက်အောက်တွင်အနည်းဆုံး2ပတ်သိမ်းစေပါထို့အပြင်တစ်နေ့စာသို့မဟုတ်တစ်နက်စာအလိုက်ရက်စွဲအစားအစာမီစသည့်အချက်လက်များကိုရေးသားထားသောတီးတန့်အိတ်သို့မဟုတ်ဘူးထဲတွင်စုစည်း၍သိမ်းစေပါသိမ်းဆည်းပြီးပါကကုန်ကြမ်းအတွက်နှင့်ချက်ပြုတ်ပြီးသောအစားအစာအတွက်တွင်မမေ့မလျော့မှတ်တမ်းတင်ထားပါနောက်ဆုံးအနေဖြင့်အရေးကြီးသောအချက်များကိုပြန်လည်အကျဉ်းချုပ်ပြောပါမည်အစားအစာစစ်ဆေးခြင်းကိုအစားအစာမပေးမီမဖြစ်မနေဆောင်ရွက်ရမည်မူမမှန်မှုတစုံတရာတွေ့ရှိပါကမပေးဝေဘဲတာဝန်ခံထံချက်ချင်းအစီရင်ခံရမည်သိမ်းဆည်းအစားအစာကိုကုန်ကြမ်းနှင့်ချက်ပြုတ်ပြီးသောအစားအစာ2မျိုးစလုံးမှယူထားရမည်နှစ်ဆက်အောက်တွင်အနည်းဆုံး2ပတ်သိမ်းဆည်းရမည်အစားအစာစစ်ဆေးမှတ်တမ်းနှင့်သိမ်းဆည်းအစားအစာစစ်ဆေးမှတ်တမ်းတွင်မဖြစ်မနေမှတ်တမ်းတင်ရမည်ဘေးကင်းလုံခြုံသောအစားအစာကိုပေးဝေနိုင်ရန်အတွက်စစ်ဆေးအတည်ပြုခြင်းနှင့်မှတ်တမ်းတင်ခြင်းကိုသေချာစွာဆောင်ရွက်ခြင်းသည်အရေးအကြီးဆုံးဖြစ်ပါသည်လုပ်ငန်းစဉ်တစ်ခုချင်းစီကိုဂရုတစိုက်ဆောင်ရွက်ပြီးအစားအစာအဆိပ်သင့်မှုကိုကြိုတင်ကာကွယ်နိုင်အောင်အတူတကွစ조사ကြပါစို့မြန်မာဘာသာပြန်ဥပမာအနေဖြင့်ရှင်းပြပါမည်ပထမဦးစွာကုန်ကြမ်းအစားအစာများအကြောင်းဖြစ်ပါသည်ဟင်းသီးဟင်းရွက်အသားငါးစသည့်ကုန်ကြမ်းများသည်ဆေးကြောခြင်းသို့မဟုတ်ပိုးသက်ခြင်းမပြုလုပ်မီအခြေအနေတွင်စားသုံးနိုင်သောအစိတ်ပိုင်းမှတစ်မျိုးလျင်ခန့်မှန်းခြေ50 ဂရမ်စီကိုနမူနာအဖြစ်ယူပါဟင်းခက်ပစ္စည်းများကဲ့သို့ပမာဏနည်းသောအစားအစာများအတွက်အနည်းဆုံးတစ်နက်စာပမာဏကိုနမူနာယူပါထို့အပြင်ဆန်ဟင်းခက်အမွှေးကြိုင်များအချောက်အစားအစာများတာမန်စီတို့ဘူးအစားအစာများနှင့်အပူပေးချက်ပြုတ်ပြီးမှအသုံးပြုသောအေးခဲအစားအစာများသည်မူလအားဖြင့်သိမ်းဆည်းနမူနာယူရန်မလိုအပ်ပါသို့သောအသီးနှံစီတို့ဘူးကဲ့သို့မချက်ဘဲဓာတ်ရိုက်ကျွေးသောစီတို့ဘူးအစားအစာများနှင့်မချက်ဘဲစားသုံးမည့်အေးခဲအစားအစာများကိုတော့နမူနာယူရပါမည်ဥနှင့်ပတ်သက်၍ပုံမှန်အားဖြင့်ဥအားလုံးကိုဖောက်၍ရောနှောထားသောအရောအနှောမှနမူနာယူရပါသည်သို့သောကြက်ဥပြုတ်သို့မဟုတ်အွန်ဆန်းဥကဲ့သို့ဥကိုမဖောက်ဘဲချက်ပြုတ်သည့်အခါတွင်ဥတစ်လုံးကိုမဖောက်ဘဲအတိုင်းယူ၍နမူနာအဖြစ်သိမ်းဆည်းပါယူထားသောကုန်ကြမ်းနမူနာများကိုအလုံးပိတ်နိုင်သောအိတ်သို့မဟုတ်ဘူးထဲသို့ထည့်ပြီးကုန်ကြမ်းနမူနာများအဖြစ်စုပေါင်း၍သိမ်းဆည်းပါထို့နောက်ချက်ပြုတ်ပြီးသောအစားအစာများအကြောင်းဖြစ်ပါသည်အသုံးပြုသူများထံတကယ်ကျွေးပိုးသည့်ပုံစံအတိုင်းအစားအစာတစ်မျိုးလျင်ခန့်မှန်းခြေ50 ဂရမ်စီကိုနမူနာယူပါဟင်းခက်ပစ္စည်းများကိုလည်းအနည်းဆုံးတစ်နက်စာမာနယူပြီးအလုံးပိတ်ကာချက်ပြုတ်ပြီးသောအစားအစာနမူနာများအဖြစ်စုပေါင်း၍သိမ်းဆည်းပါနမူနာယူသည့်အခါတွင်သိမ်းဆည်းနမူနာအတွက်တည်တံ့အသုံးပြုသောပလတ်စတစ်အိတ်သို့မဟုတ်ဘူးများကိုအသုံးပြုပြီးတန့်ရှင်းသောကိရိယာများသို့မဟုတ်တစ်ခါသုံးလက်အိတ်များကိုအသုံးပြု၍နမူနာယူပါအစားအစာကိုလက်ဖြင့်ဓာတ်ရိုက်မထိတွေ့ရန်မှာဒုတိယဆင့်ညစ်ညမ်းမှု secondary contamination ကိုကာကွယ်ရန်အရေးကြီးသောအချက်ဖြစ်ပါသည်ရက်စွဲစီမံခန့်ခွဲမှုရက်စွဲစီမံခန့်ခွဲမှုသည်အစားအသောက်ကုန်ကြမ်းများ၏
အရေးအသွေးကိုထိမ့်သိမ်းထားပြီးလုံခြုံစိတ်ချရသောအစားအစာများကိုပံ့ပိုးပေးရန်အလွန်အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်ပါသည်သုံးလို့ရသေးမယ်ထင်တယ်ဆိုသောခံမှန်းချက်ဖြင့်မဆုံးဖြတ်ဘဲဖော်ပြထားသောရက်စွဲကိုအမြဲစစ်ဆေးပြီးမှအသုံးပြုခြင်းကိုအခြေခံစည်းမျဉ်းဖြင့်လိုက်နာရပါမည်ပထမအချက်မှာ5အရင်ဝင်အရင်ထုတ်ကိုတင်းကျပ်စွာလိုက်နာခြင်းဖြစ်ပါသည်အရင်ပို့ဆောင်ပြီးတိုးလောင်ထားသောအစားအသောက်များကိုအရင်အသုံးပြုရသည်မှာအခြေခံစည်းမျဉ်းဖြစ်သည်ထို့ကြောင့်အသစ်ရောက်လာသောအစားအသောက်များကိုစင်၏အနောက်ဘက်တွင်ထားပါယခင်ကတည်းကတိုးလောင်ထားသောအစားအသောက်များကိုရှေ့ဘက်တွင်ထားပါထို့နောက်ရှေ့ဘက်ရှိအဟောင်းများမှစတင်၍အစဉ်လိုက်အသုံးပြုပါဤနည်းဖြင့်အချိန်ကြာမြင့်စွာတိုးလောင်ထားခြင်းကြောင့်ဖြစ်ပေါ်နိုင်သောအရည်အသွေးကျဆင်းမှုကိုကာကွယ်နိုင်ပြီးအကောင်းဆုံးအသုံးပြုရန်ရက်နှင့်သုံးစွဲရန်နောက်ဆုံးရက်ကျော်လွန်ခြင်းကိုလည်းကာကွယ်နိုင်ပါသည်ထို့အပြင်အစားအသောက်စွန့်ပစ်ရမှုကိုလည်းလျှော့ချနိုင်ပါသည်ဒုတိယအချက်မှာလိုအပ်သောရက်စွဲများကိုမဖြစ်မနေမှတ်သားရေးသားခြင်းဖြစ်ပါသည်အထုပ်ဖွင့်ထားသောအစားအသောက်များတွင်အထုပ်ဖွင့်ရက်ကိုရေးပါအေးခဲထားသောအစားအသောက်ကိုအရည်ပျော်အောင်လုပ်ပြီးအသုံးပြုပါကအရည်ပျော်ရက်ကိုရေးပါထို့အပြင်အကောင်းဆုံးအသုံးပြုရန်ရက်သုံးစွဲရန်နောက်ဆုံးရက်နှင့်အဖွဲ့အစည်းမှအသုံးပြုရန်သတ်မှတ်ရက်သတ်မှတ်ထားပါကဘင်းကိုလည်းစစ်ဆေးပြီးဖော်ပြထားရပါမည်ရက်စွဲမရေးထားသောအစားအသောက်များသည်မည်သည့်နေ့အထိအသုံးပြုနိုင်သည်ကိုမသိနိုင်သောကြောင့်အန္တရာယ်ရှိပါသည်ထို့ကြောင့်ရက်စွဲရေးသားရန်မေ့လျော့မှုမရှိစေရန်အမြဲဂရုပြုပါတတိယအချက်မှာဖွင့်ပြီးသားသို့မဟုတ်အေးခဲထားသောအစားအစာကိုအရည်ပျော်ပြီးနောက်သတ်မှတ်ထားသောအသုံးပြုနိုင်သည့်ကာလကိုတိတိကျကျလိုက်နာရန်ဖြစ်ပါသည်အစားအစာများသည်ဖွင့်ပြီးသို့မဟုတ်အရည်ပျော်ပြီးနောက်တွင်မဖွင့်ရသေးသောအခြေအနေနှင့်နှိုင်းယှဉ်ပါကအရည်အသွေးကျဆင်းလွယ်ပါသည်ထို့ကြောင့်အစားအစာတစ်မျိုးချင်းစီအတွက်သတ်မှတ်ထားသောအသုံးပြုနိုင်သည့်ကာလကိုသေချာစစ်ဆေးပြီးမိမိဆုံးဖြတ်ချက်ဖြင့်သက်တမ်းကိုလုံးဝမတိုးမြင့်ပါနှင့်သတ်မှတ်ကာလကျော်လွန်သွားသောအစားအစာများကိုအသုံးမပြုဘဲစွန့်ပစ်ရမည်မှာအခြေခံစည်းကမ်းဖြစ်ပါသည်စတုတ္ထအချက်မှာသက်တမ်းကိုပုံမှန်စစ်ဆေးခြင်းဖြစ်ပါသည်နေ့စဉ်သို့မဟုတ်သတ်မှတ်ထားသောအချိန်ကာလအလိုက်စတော့အစားအစာများကိုစစ်ဆေးပြီးအကောင်းဆုံးအသုံးပြုရန်ရက်သုံးစွဲနောက်ဆုံးရက်ဖွင့်သည့်ရက်အရည်ပျော်သည့်ရက်တို့ကိုစစ်ဆေးပါသက်တမ်းကုန်သွားသောအစားအစာကိုတွေ့ရှိပါကဆက်လက်သိမ်းဆည်းမထားဘဲချက်ချင်းစွန့်ပစ်ပါအထူးသဖြင့်သက်တမ်းကုန်သည့်အစားအစာများကိုမြင်ရခက်သောနေရာများတွင်တွေ့ရလေ့ရှိပါသည်ရေခဲတစ်တာ၏အတွင်းဘက်နောက်ဆုံးပိုင်းရေခဲခန်း freezer အတွင်းဘက်နောက်ဆုံးပိုင်းအစားအစာသိုးလောင်ခန်း၏အတွင်းဘက်နောက်ဆုံးပိုင်းအပေါ်စင်နှင့်အောက်စင်ကဲ့သို့မြင်ရခက်သောနေရာများအရွယ်အစားကြီးသောဘူးများ၏နောက်ဘက်အတွင်းဘက်မှရှိလို့အဆင်ပြေတယ်ဟုမတွေးဘဲအတွင်းဆုံးအထိတေချာစစ်ဆေးမယ်ဆိုသောအလေးအကျင့်ကိုမွေးမြူပါနောက်ဆုံးအနေနဲ့ရက်စွဲစီမံခန့်ခွဲမှု date management စစ်ဆေးရန်အချက်များဖြစ်ပါတယ်နေ့စဉ်အောက်ပါအချက်များကိုတေချာစစ်ဆေးပါ FIFO စနစ်ကိုမှန်ကန်စွာလိုက်နာထားခြင်းရှိမရှိပစ္စည်းလက်ခံသည့်နေ့ဖွင့်အသုံးပြုသည့်နေ့အေးခဲမှဖြည့်သည့်နေ့ကိုမှတ်တမ်းတင်ထားခြင်းရှိမရှိသက်တမ်းကုန်ဆုံးရက်ကိုစစ်ဆေးထားခြင်းရှိမရှိဖွင့်ပြီးနောက်အေးခဲမှဖြည့်ပြီးနောက်အသုံးပြုနိုင်သည့်သတ်မှတ်ကာလကိုလိုက်နာထားခြင်းရှိမရှိရေခဲတစ်တာရေခဲခန်းနှင့်အစားအစာသိုးလောင်ခန်း၏အတွင်းဘက်အထိသက်တမ်းကုန်ဆုံးရက်ကိုစစ်ဆေးထားခြင်းရှိမရှိသက်တမ်းကုန်ဆုံးသွားသောအစားအစာများကိုဆက်လက်မသုံးဘဲချက်ချင်းစွန့်ပစ်ရန်အရေးကြီးပါသည်ရက်စွဲစီမံခန့်ခွဲမှုတွင်အရေးကြီးဆုံးအချက်မှာစစ်ဆေးသည့်အလေးအကျင့်ကိုမွေးမြူထားခြင်းဖြစ်ပါသည်နောက်မှစစ်မယ်ဟုမတွေးဘဲအစားအစာကိုအသုံးမပြုမီသိမ်းဆည်းမီနှင့်နေ့စဉ်စစ်ဆေးချိန်တိုင်းရက်စွဲကိုမဖြစ်မနေစစ်ဆေးသည့်အလေးအကျင့်ကိုမွေးမြူကြပါစို့ဝန်ထမ်းတဦးချင်းစီကရက်စွဲစီမံခန့်ခွဲမှုကိုတိကျစွာဆောင်ရွက်ခြင်းဖြင့်အသုံးပြုသူများအားဘေးကင်းလုံခြုံသောအစားအစာများကိုပံ့ပိုးပေးနိုင်ပါသည်နေ့စဉ်မှန်ကန်သောရက်စွဲစီမံခန့်ခွဲမှုကိုအမြဲတမ်းလိုက်နာဆောင်ရွက်ကြပါစို့